ကော်နာအနေနဲ့ဝေသာဝေးတန်းပြန်ပန်းတယောက်လိုအပ်နေမယ်ဆိုရင်သူအစဉ်သင့်ရှိတယ်လို့စိန်ခေါ်လိုက်တဲ့ပင်ပလက်တက်ခိုင်အားကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ကေးဆိုင်ဂျာနေကနေပြန်လည်ကြိုလိုက်ပါတယ်။ UFC ရဲ့ကျယ်ဝေကစားမှာပက်တီပင်ပလက်ကအာရီလူမျိုးကြီးကော်နာမက်ဂရီကိုပြန်လာပြီးနောက်ပိုင်းသူ့ကိုရင်ဆိုင်ဖို့အတွက်ဝေတန်းတိုးမြင့်ပြီးဝေသာဝေးတန်းမှာကစားဖို့အသင့်ရှိနေကြောင်းဖွင့်ရလာခဲ့ပါတယ်။ပင်ပလက်ဟာလောလောဆယ်လိုက်ဝေးတန်းချန်ပီယံခပတ်ကိုရယူဖို့လမ်းကြောင်းကရေရာမရှိသေးတာကြောင့်ဝေတန်းတိုးပြီးမက်ဂရီကိုနဲ့စေကွင်းအိမ်မက်ပွဲစဉ်တွေဖန်တီးဖို့ရည်မှန်းနေတာပါ။ပင်ပလက်ဟာ UFC 329ရဲ့ဒုကောင်တွဲဆိုင်အပြင်ဘီနိုင်းစိန်တင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအဲ့နောက်ကောင်တွဲဆိုင်မှာတော့ကော်နာမက်ဂရီကောကသူ့ရဲ့ကမ်းမတ်ပွဲအပြင်မတ်ဟော်လီဝေးနဲ့ပြန်လည်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ပင်ပလက်ကကျွန်တော်လိုက်ဝေးခပတ်ကိုသိမ်းပိုက်ခြင်းနဲ့ကာကွယ်ခြင်းနဲ့ပြီးနောက်ဆုံးမှာဝေသာဝေးတန်းကိုတက်ကစားမှာပါ။ဂျက်စတင်ဂေးကြီးနဲ့မချေဝဲပြန်လဲခြင်းတို့အာမန်ဆာရူချန်ကတော့ကျွန်တော်ရှေ့မှာရောက်နေတော့ပါတယ်။သူကချားစ်အိုလီဗီယာနဲ့မချေဝဲပြန်ချခြင်းနေတာဆိုတော့ကျွန်တော်အထက်မှာရှိနေတာပါ။ကျွန်တော်ဒီနေ့မကုန်ခင်နောက်ထပ်တစ်ပွဲလောက်ထပ်ထိုးခြင်းမသေးတယ်လို့ပြောဆိုသွားခဲ့ပါတယ်။မက်ဂရီကောကတော့ UFC နဲ့နှစ်ပွဲထိုးဖို့စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးပထမပွဲအပြင်ဟော်လီဝေးနဲ့ထိုးသက်မှာပါ။မက်ဂရီကောနဲ့ပွဲဖြစ်ဖို့နှစ်ပေါင်းများစွာကတည်းကအမျှော်လင့်ချက်ပေးခဲ့တဲ့ပင်ပလက်ကအခုခါမှာတော့အမှန်တကယ်ပွဲဖြစ်နိုင်ဖို့လမ်းစာမြင်နေရပါပြီ။တကယ်တော့မက်ဂရီကောအနေနဲ့ဒီနေ့မကုန်ခင်ဝေသာဝေးတန်းပြန်မဲ့တယောက်လိုအပ်နေမယ်ဆိုရင်ကျွန်တော်အစင်းသင့်ပါပဲလို့ပင်ပလက်ကထပ်လောင်းပြောကြားခဲ့ပါတယ်။မက်ဂရီကောနဲ့ထိုးသက်ဖို့ဆိုရင်ပင်ပလက်အနေနဲ့ဝေတန်းတစ်ခုတိုးမြင့်ရမှာဖြစ်ပေမဲ့အင်္ဂလန်ဖိုင်တာပင်ပလက်ဟာပွဲမရှိတဲ့ကြားရဲဒီမှာအစားအသောက်အကြိုက်စားပြီးဝေးအစားမတန်တက်လေးရှိတာကြောင့်ပေါင်190တန်းမှာရှင်ပြိုင်မှုကသူ့အတွက်ဘာခက်ခဲမှမရှိနိုင်ပါဘူး။ဗီဒီယိုလေးကလောက်ပါပဲ။ One Championship UFC လက်ဝဲနဲ့ MMA အကြောင်းအစုံလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ K-Side Channel လေးကို Follow နဲ့ Subscribe လုပ်ပေးထားကြဖို့မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ။